မင်္ဂလာကြည့်တော့ညချမ်းလေးပါရှင်။စွန်လဆင်းရဲ့တောက်ကြနေညနေသတင်းကို Thailand News မှပြန်လည်တင်ဆက်ပေးပါမယ်ရှင်။ထိုင်းပြည်၏သမီးတော်ကြီးမင်းသမီးဘတ်ဂျာရဂီဒီယာဘာရှူလာလောင်ကွန်ဆေးရုံကြီးတွင်နတ်ရဆန်တဲ့သတင်း။ထိုင်းပြည်၏သမီးတော်ကြီးမင်းသမီးဘတ်ဂျာရဂီဒီယာဘာနာရင်တီရာတေပြဝတီဒီရှူလာလောင်ကွန်ဆေးရုံကြီးတွင်ဂျာရပရင်းနေ့စွန်လ17ရက်ညနေပိုင်းကအေးချမ်းစွာကွယ်လွန်သွားပြီဖြစ်ကြောင်းထိုင်းနန်တွင်ပြုလို့ကထုတ်ပြန်ထားပါတယ်။မင်းသမီးသည်ပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလအတွင်းကနှလုံးရောဂါအခြေအနေကြောင့်တတိလစ်လဲကျသွားခဲ့ပြီးနောက်ဆေးကုသမှုခံယူနေရသည်မှာကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။အထူးကုဆရာဝန်ကြီးများအဖွဲ့ကစင်စစ်မပြတ်အနီးကပ်ပြုစုပေးခဲ့တော်လဲမင်းသမီးကျန်းမာရေးအခြေအနေမှာအသက်အန္တရာယ်စိုးရိမ်ရသည့်အဆင့်တွင်သာကာလချီချိနေခဲ့ပြီးနောက်ယခုကဲ့သို့အသက်48နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။မင်းသမီးဘတ်ချရာခီတီရာဘာဟာထိုင်းတော်ဝင်မိသားစုအတွင်းထင်ရှားတဲ့တော်ဝင်မင်းသမီးတစ်ပါးဖြစ်ပြီးဥပဒေရေးရာဒဏ္ဍမရေးရာကဏ္ဍများတွင်ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။သူဟာအရင်ကဩစတြေးလျနိုင်ငံဆိုင်ရာထိုင်းတန်အမှတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလိုကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးအမျိုးသမီးများနဲ့အကျဉ်းသားအခွင့်အရေးဆိုင်ရာလုပ်ငန်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။ထိုင်းပြည်ကနန်တွင်ရိုးရာဓလေ့ထုံးတမ်းများနဲ့အညီအမြင့်ဆုံးဂုဏ်ထူးဆောင်အဆင့်အတန်းဖြစ်တော်ဝင်စာပနအခမ်းအနားကိုကျင်းပရန်နဲ့သမီးတော်ဤရုပ်ကလပ်တော်ကိုမဟာနန်းတော်အတွင်းရှိဘီမယတနာရာစပလင်ခမ်းမတွင်ထားကြည့်ရန်ထိုင်နန်တွင်ပြုလို့တို့လမ်းညွှန်အမိန့်ပေးထားပါတယ်။ဒုတိယသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိနခုံးဖင်ဆေးရုံမှအသက်45နှစ်အရွယ်အမျိုးသားတဦးမှကိုအင်္ဂါလှူဒန်းတဲ့သတင်း။ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိနခုံးဖင်ဆေးရုံမှအသက်45နှစ်အရွယ်အမျိုးသားတဦး၏မြင့်မြတ်သောကိုအင်္ဂါလှူဒန်းမှုအကြောင်းကိုမျှဝေခဲ့ပြီးလူအများ၏လေးစားကုန်ယူမှုကိုရရှိနေပါတယ်။အဆိုပါအမျိုးသားဟာဆိုင်ငယ်နှစီးတိုက်မိပြီးရင်မတော်တဆမှုကြောင့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနှလုံးခုန်ရပ်တန့်သွားခဲ့ပါတယ်။ဆေးဘက်ဆိုင်ရာအဖွဲ့ကအရေးပေါ် CPR ပြုလုပ်ပေးခဲ့ရာအသက်ပြန်လည်ရရှိခဲ့တော်လဲအုံနောက်အတွင်းတွေးယိုစီးမှုပြင်းထန်ပြီးအုံနောက်တစ်ခုလုံးအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တာကြောင့်နောက်ဆုံးမှာအုံနောက်တည်ဆုံခြင်းအခြေအနေတို့ရောက်ရှိသွားခဲ့ပါတယ်။အဲဒီချိန်တွင်မိသားစုဝင်များကကွယ်လွန်သူ၏နောက်ဆုံးကုသိုလ်အဖြစ်ကိုအင်္ဂါများကိုလှူဒန်းပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ယခုလှူဒန်းမှုမှာတောက်ကနှလုံး၊မျက်ကြီးလွှာနှစ်ခုနဲ့နှလုံးအဆိုးရှင်တို့ကိုလှူဒန်းနိုင်ခဲ့ပြီးစုစုပေါင်းလူနာ9ဦး၏အသက်နဲ့အနာဂတ်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ဆေးရုံတာဝန်ရှိသူများကကိုအင်္ဂါလှူဒန်းခြင်းအဆုံးမရှိသောဘေးကင်းမှုတစ်ခုဖြစ်ပြီးအခြားသူများကိုဘဝသစ်ပေးနိုင်သည့်အမြင့်မြတ်ဆုံးသောကုသိုလ်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကွယ်လွန်သူ၏မိသားစုကလည်းယခုအလှူဒါနကြီးကိုလူမှုအတိုင်းအဝိုင်းအတွက်စံနမူနာကောင်းတစ်ခုဖြစ်စေလိုသည့်ရည်ရွယ်ချက်ဖြင့်သတင်းထုတ်ပြန်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။အသက်တစ်ချောင်းဆုံးရှုံးခဲ့ရပေမဲ့လူ9ဦးအတွက်မျှော်လင့်ချက်အသစ်နဲ့ဘဝတစ်ကိုပေးစွမ်းခဲ့တဲ့မြင့်မြတ်သောဘေးကင်းမှုတစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ဒါရတဲ့သတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ ISP မြန်မာတည်ထောင်သူအမေရိကန်နိုင်ငံသားဦးမင်းစင်ကိုတရုတ်ဖမ်းဆီးထားတဲ့တဲ့မြန်မာမဟာဗျူဟာနဲ့မူဝါဒရေးရလင်းလာရေးအဖွဲ့ ISP မြန်မာတည်ထောင်သူမြန်မာနိုင်ငံရေးကိုလေးလာသူတည်တနာပြုနေသည့်အမေရိကန်နိုင်ငံသားဦးမင်းစင်ကိုတရုတ်အာဏာပိုင်များမှဖမ်းဆီးထားကြောင်းသိရပါတယ်။တရုတ်အာဏာပိုင်များကဦးမင်းစင်ကိုနိုင်ငံတော်လုံခြုံရေးထိခိုက်စေမှုစွပ်စွဲချက်ဖြင့်ဇွန်လပထမအပတ်တွင်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသတင်းကဆိုပါတယ်။ဦးမင်းစင်သည်မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေသောယူနန်ပြည်နယ်၏မြို့တော်ကူမင်းမြို့တွင်ရှိနေစဉ်ဇွန်လ3ရက်နေ့ကလေးကအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ဦးမင်းစင်ဖမ်းဆီးခံရမှုကိုအမေရိကန်တန်တမန်များကသိရှိထားကြောင်းသတင်းရင်းမြစ်များကပြောကြားထားပြီးသတင်းရင်းမြစ်များမှာထိလွယ်ချလွယ်တန်တမန်ရေးရာကိစ္စနဲ့ဆက်စပ်နေသောကြောင့်အမိမဖော်လိုကြောင်းဆိုပါတယ်။နိုင်ငံတော်လုံခြုံရေးဆိုင်ရာရာဇဝမှုစွပ်စွဲချက်ဖြင့်အမေရိကန်နိုင်ငံသားတဦးကိုတရုတ်နိုင်ငံမှဖမ်းဆီးခြင်းမှာရှားပါးသည့်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဒါအပြင်ယခုဖမ်းဆီးမှုသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတချီကျင်းဖျင်တို့နှစ်နိုင်ငံအကြားပူးပေါင်းဆက်ဆံရေးတရက်တည်ဆောက်ရန်ကြိုးပမ်းနေချိန်တွင်ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ဦးမင်းစင်သည်နိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်ပြီးရခိုင်ကရန်ကုန်အခြေစိုက်မူဝါဒသုတေသနအဖွဲ့တစ်ခု၏အမှုဆောင်ဒါရိုက်တာဖြစ်ကြောင်းအမေရိကန်နဲ့မြန်မာနိုင်ငံနှစ်နိုင်ငံစလုံးတွင်နေထိုင်ခဲ့မှုပြီးလက်ရှိတွင်ထိုင်းနိုင်ငံနှင့်နေထိုင်ကြောင်းသတင်းကဖော်ပြပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတရုတ်နိုင်ငံတွင်အမေရိကန်နိုင်ငံသားတဦးထိန်းသိမ်းခံထားရကြောင်းသတင်းများကိုသိရှိထားကြောင်းအမေရိကန်နိုင်ငံသားတဦးဖမ်းဆီးခံရသည့်အခါတိုင်း
တင်းလျော်သည့်ကောင်စစ်ဝန်ဆိုင်ရာအကူအညီများပေးနိုင်ရန်ကြိုးပမ်းဆောင်ရွက်ကြောင်းလဲဆိုပါတယ်။ဦးမင်းစင်၏စနီးဒီသတင်းမီဒီယာများ၏မေးမြန်းမှုကိုတုံ့ပြန်ခြင်းမရှိသေးကြောင်းဝါရှင်တန်ရှိတရုတ်တန်ယုံကအစပိုင်းတွင်မှတ်ချက်မပေးခဲ့တော်လဲနောက်ပိုင်းတွင်အဆိုပါအမှုနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကိုမသိရှိဟုထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံတွင်နေထိုင်တွာလာနေသည့်နိုင်ငံခြားသားအလုံးသည်တရုတ်ဥပဒေများကိုလိုက်နာရမည်ဖြစ်ပြီးဥပဒေချိုးဖောက်ကရာဇဝမှုကျူးလွန်သူများကိုဥပဒေအရတာဝန်ယူစေမည်ဟုတရုတ်တန်ယုံ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ယခုဖမ်းဆီးမှုသည်ဒမ်မတာထရန့်ကပေကျင်းတွင်ကျင်းပသည့်ထိပ်သီးအစည်းအဝေးနှင့်နိုင်ငံတော်အခမ်းပွဲတို့တက်ရောက်ပြီး၃ပတ်မပြည့်မီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ထရန့်ဒီရှီကျင်းဖြင့်အားချီးကျူးပြောဆိုခဲ့ပြီးနှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုထက်ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးသည့်ဂျီဒူးမိတ်ဖက်ဆက်ဆံရေးတည်ဆောက်လိုကြောင်းပြောဆိုထားပါတယ်။သို့သောအမေရိကန်နိုင်ငံသားတဦးကိုတရုတ်ကထပ်မံဖမ်းဆီးကာနိုင်ငံတော်လုံခြုံရေးဆွဆွဲချက်တင်လိုက်ခြင်းသည်နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရေးကြိုးပမ်းမှုကိုချုပ်ထွေးစေကြောင်းအမေရိကန်အရာရှိတဦးကပြောပါတယ်။တရုတ်နိုင်ငံတွင်အမေရိကန်နိုင်ငံသား200ခန့်ကိုပုံစံမျိုးစုံဖြင့်ထိန်းသိမ်းထားကြောင်းတရုတ်အကျဉ်းသားများလွတ်မြောက်ရေးအတွက်လှုပ်ရှားနေသူတဦးကပြောပါတယ်။ယူနန်ပြည်နယ်ရှိတရုတ်လုံခြုံရေးအာဏာပိုင်များကဦးမင်းစင်ကိုမိသည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ဆိုတာကိုရှင်းလင်းမှုမရှိသေးပါ။ဦးမင်းစင်သည်မြန်မာနိုင်ငံအတွင်းတရုတ်၏အခမ်းကဏ္ဍနှင့်ပတ်သက်၍ဆောင်းပါးများစွာရေးသားခဲ့သူဖြစ်ပြီးယခုလနောက်ပိုင်းတွင်ကျင်းပမိမူဝါဒနှင့်ပထဝီနိုင်ငံရေးဖိုရမ်တစ်ခုတွင်ဟောပြောမိသူအဖြစ်စီစဉ်ထားကြောင်းနီဘောအခြေစိတ်သုတေသနအဖွဲ့တစ်ခု၏မေလအတွင်းထုတ်ပြန်ချက်အရသိရပါသည်။ဒါအပြင်ဦးမင်းစင်သည်ဘက်ကရီရှိကယ်လီဖိုးနီးယားတက္ကသိုလ်တွင်နိုင်ငံရေးသိပ္ပံဘာသာကူဘွဲ့ PhD သင်တန်းတက်ရောက်နေသူဖြစ်ပြီးစစ်အရက်ဖက်ဆက်ဆံရေးဒီမိုကရေစီကူးပြောင်းရေးနှင့်လူမျိုးရေးပဋိပက္ခများကိုအဓိကလေ့လာနေသူဖြစ်ကြောင်းလည်းသတင်းကဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်ကလေးစေးရုံကြီးနဲ့ရင်ချင်းဆက်အမွာခွဲစိတ်ကူးသမှုစတင်တဲ့သတင်း။ရန်ကုန်ကလေးစေးရုံကြီးမှာပခုတ်ကူမြို့နယ်ကရင်ချင်းဆက်အမွာကလေး2ယောက်ကိုတီရှားစီခွဲထုတ်နိုင်ရေးအတွက်ဇွန်လ17ရက်မနေ့ပိုင်းကစတင်ပြီးခွဲစိတ်ကူးသမှုတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ပခုတ်ကူမြို့နယ်အမှတ်1ရပ်ကွက်နေဦးထွန်းလင်းအောင်နဲ့တော်ရင်နုခိန်တို့ရဲ့သမီး2ယောက်ဖြစ်တဲ့ရင်ချင်းဆက်အမွာကလေးတွေဖြစ်တဲ့အသက်2နှစ်နဲ့5လအရွယ်ကြီးမကြညိုသိန်းအကြီးနဲ့မကြညိုသိန်းအငယ်တို့ကိုတီရှားစီခွဲထုတ်နိုင်ရဲ့အတွက်စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီရင်ချင်းဆက်အမွာကလေးတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလ6ရက်ကတည်းကတရားကူးသမှုခံယူနေတာဖြစ်ပြီးခွဲစိတ်ကူးသမှုကိုရန်ကုန်ကလေးစေးရုံကြီးပင်မဆောင်ပထမထပ်ကြီးခွဲစိတ်ခမ်းမကြီးမှာဇွန်လ17ရက်မနေ့9:15မိနစ်အချိန်ကစတင်ဆောင်ရွက်နေပြီးရန်ကုန်ကလေးစေးရုံအုပ်ကြီးဒေါက်တာအောင်ထွန်းဦးကအနီးကပ်ကြီးကြပ်ကခွဲစိတ်ဆရာဝန်ကြီးဒေါက်တာတော်ညညဝင်းဦးဆောင်တဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ကခွဲစိတ်ကူးသမှုပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ရင်ချင်းဆက်အမွာကလေးတွေကိုတီရှားစီခွဲထုတ်နိုင်ရဲ့အတွက်ဆောင်ရွက်နေတဲ့ခွဲစိတ်ကူးသမှုအခြေအနေတွေကိုလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးဗိုလ်မှူးကြီးဝင်းတင်လူမှုရေးရဝန်ကြီးဦးဘိုထင်းနဲ့စီပင်တာယာရေးရဝန်ကြီးဦးမျိုးမြင့်အောင်တို့ကဇွန်လ17ရက်မနေ့ပိုင်းကတွားရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတွေဟာခွဲစိတ်ကူးသရေးလုပ်ငန်းတွင်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်လည်းလိုအပ်တာတွေကိုမေးမြန်းမှကြားပြီးဆေးဖက်ဆိုင်ရာအဖွဲ့တွေနဲ့ကလေးငယ်တွေရဲ့မိသားစုဝင်တွေကိုအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ Thailand News ကိုအားပေးနားဆင်ကြတဲ့ချစ်ပရိသတ်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွကမ္ဘာသူကမ္ဘာသားများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။